ခုအဘုန်းတို့အရေးကြီးတယ်ချိုးချံချွေတဲ့အလေးချင်းကိုမွေးပါယောက်ျားလေးပဲဖြစ်စေမိန်းကလေးပဲဖြစ်စေယောက်ျားလေးတွေကုံတာကအပျော်ပအတွက်ကုံတယ်မိန်းကလေးတွေပုံတာကအမော်အကျွမ်းအတွက်ပေါ့အလှပအတွက်ကုံတတ်တယ်အဲ့နှစ်ခုကိုသိထားရမယ်မိန်းကလေးတွေကလွယ်တတ်တဲ့ပို့ပြီးတော့လှခြင်းပတ်ခြင်းအလှပပစ္စည်းတွေcosmetic တွေ toilet တွေအဲ့ဒါတွေအသုံးများတယ်ဆိုရင်ဒါကဟိုစုဆောင်းထားတဲ့ရှာဖွေထားတဲ့ဟာတွေကကုံသွားဖို့ရှိယောက်ျားလေးတွေကြတော့အာဆေးလေးတောက်ကွန်စားအာရက်တောက်အပျော်ပါနေများရင်နလိုအပ်တာတွေဖုန်းတွေလုံးပြီးလုံးဝယ်တာတွေအမျိုးမျိုးပေါ့လေဒီလိုတွေလုပ်မယ်ဆိုရင်တော့ဟိုရှာဖွေထားတဲ့မြတ်ဟာအိပ်ပေါင်းနဲ့ဖားကောက်ဆိုတာမျိုးဖြစ်တယ်ဒါကြောင့်ရသော်ဘုရားရှင်တန်တုဋ္ဌိပရမတ္တနံတဲ့ချိုးချံချွေတာမှချမ်းသာတာတယ်နော်ချွေချမ်းချွေတတတော့ဟိုစစ်သုံးပေါ့လေမလိုအပ်ပဲနဲ့မဖြုံးနဲ့ပေါ့လိုတော့လေလိုတဲ့ဟာကြမ်းမအောင်ကြံ့ခံအောင်အာဟာရပြည့်အောင်စားပါတော့ပါလာပါတင်းနေတဲ့ဖြစ်အောင်ဝတ်ပါဆင်းမတာကောင်းပါတယ်နော်ချိုးချံချွေတာတဲ့အလေးကျင့်လုပ်ပါအဘုံနိုင်ငံခြားမှာနေကြတော့ဒါကရလာတဲ့လာကအမဒေါ်လာ1000ပေါ့ဒါဆိုရင်805စုမယ်100ကအိမ်စိတ်ဆိုတော့အိမ်စိတ်စားစိတ်က100ကျန်တဲ့100 5 3မယ်အဲ့ဒါအဲ့3တဲ့ထဲက100ထဲမှာဟိုစစ်လီတဘူးပဲဝင်နေတဘူးပဲတလားလို့ဒါတောက်တယ်ပေါ့နှစ်ဘူးဟိုနေနှစ်ဘူးပဲတောက်တယ်ပေါ့ဒါဘုံဘုံတို့နေကြတော့ပြောတာပါနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အရင်ဆုံးဒီလကရလာပြီဆိုရင်စုဆောင်းမဲ့ဟာကိုဥမာ900စုမလားဒီဒေါ်လာဆိုရင်ပေါ့လေဒီမှာဥမာ1020ရတယ်ပေါ့နော်1020ရမယ်ဆိုရင်ဥမာ8000စုမလား9000စုမလား10000တိစုလို့ရလားကျန်တဲ့အိမ်သေးစားသေးဘလောက်ကုန်မလဲပေါ့အဲ့လှမဲ့တမ်းမဲ့ကုသိုလ်ကောင်းပြုမဲ့ဟာကိုစားတဲ့ထဲကကိုသုံးမဲ့ထဲကနေချွေတာပြီးလှပါစုဆောင်းတဲ့ထဲကလုံးဝမထင်နဲ့နောက်တစ်ခုဘုံဘာသတိပေးအိမ်ကိုအကုန်မပို့နဲ့အိမ်ကိုအကုန်ပို့လို့အိမ်ကလူတွေကအကုန်သုံးပြင်ကိုဘောကဘာမှတက်လန်းမရှိဖြစ်သွားမယ်အိမ်ကိုတစ်ဝက်လောက်ပဲပို့ပေါ့တော့မို့အကျွေးမကြေသေးလို့ပတ်စံတွေပါလေရှားလာတယ်ဆိုရင်အဲ့ဒါမြန်ပို့လိုက်နော်မြန်ပို့ပြီးတာနဲ့အကျွေးတွေပါလေကြေးသွားပြီဆိုရင်အိမ်ကိုတစ်ဝက်ပဲပို့တစ်ဝက်ကကိုဘဝတက်လန်းအတွက်ချွေတတ်တာပညာသင်ဖို့ရှိတယ်လောက်ကရင်းနှီးစားသဖို့ရှိတယ်ကိုကပြန်သွားရင်အိမ်ကအကုန်သုံးလိုက်လို့ဗလာဖြစ်သွားမယ်နော်အဲ့ဒါလူကပို့ပြီးတော့ဘဝအတိတ်ပဲမဲ့သွားတယ်ဒါကြောင့်ငွေကြီးတွေအကျွေးတွေပါလေနဲ့ယူလိုက်အဲ့ဒါအရင်ရှင်းပြီးတာနဲ့နော်အိမ်ကိုအကုန်မပို့ပါနဲ့အနေများတယ်တဝက်လောက်ပဲပို့တဝက်ကိုချိုးချံချွေတာပြီးတော့စုဆောင်ကျန်တဲ့ဟာဘုံတို့သုံးဖို့ဒီဆွဲဖို့တွေရှိမယ်ပေါ့နိစားဖို့တောက်ဖို့တွေရှိမယ်ပေါ့နောက်တစ်ခုဒီလိုဒီမိုကရေစီနိုင်ငံတွေနေတယ်ဒီလိုဂျပန်လိုနိုင်ငံတွေဒီလိုအမေရိကန်တို့ဆိုလေဒီတိုင်းပေါ့အဲ့လိုနိုင်ငံကြီးတွေတင်အခွန်များပါတယ်နော်ရေကုန်ရှိမယ်မိကုန်ရှိမယ်ဒီနိုင်ငံတွေပတ်သက်တဲ့အခွန်တွေပေါ့အများကြီးပေါ့လေအဲ့အခွန်တွေဆောင်ရတဲ့အခါကျတော့အလှလုပ်တယ်လို့သဘောထားလားနော်ဒါသူ့နိုင်ငံမှာကိုကငွေလားရှာတယ်လေအဲ့တော့သူ့နိုင်ငံဒီလမ်းတွေသွားလို့ရအောင်မိတွေရအောင်ရေတွေရအောင်နော်အစာအုပ်တွေအန်ရကင်းနဲ့နေနိုင်အောင်စေဝါတွေပြည့်စုံအောင်အစိုးရဌာနတွေ infrastructure တွေအတွက်တိုင်းပြည်ရဲ့ GDP ကိုရလာတဲ့အခွန်တွေကိုသူတို့သုံးပါလေအဲ့တော့ကိုကတန်ခိကဌာနလို့ဖြစ်သွားတယ်။ငါအခွန်တွေပေးနေရတာဟာလမ်းတွေအတွက်လည်းပါတယ်ဟာရေတွေအတွက်လည်းပါတယ်ဟာမီးတွေအတွက်လည်းပါတယ်ဟာအများကျန်းမာရေးအတွက်လည်းပါတယ်ဟာငါအလှတွေငါရဲ့လိုအားတိုင်းမိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းငါအားထည့်ထားတဲ့ဟာတွေအလှဒါနတွေဖြစ်သွားတယ်လို့အဲ့လိုမျိုးသဘောထားလိုက်မယ်ဆို generosity ပေါ့လေအခုရဲ့အလှကနှလုံးသွင်းတတ်တာနဲ့ဒါနပါရမီဖြစ်သွားမယ်သူများရဲ့အသက်တွေကိုစောင့်ရှောက်ပြီးသားဖြစ်သွားရင်ဒါနပရမတ္ထပါရမီထိဖြစ်သွားမယ်သူများရဲ့ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံးမဲ့ဟာတွေကိုစေုံစေကနေမှဒီခုနှစ်ရောက်သွားရင်ဒါနဥပပါရမီဖြစ်သွားမယ်အဲ့လိုပေါ့လမ်းမဆက်သေးတွေကောင်းတဲ့အခါကျသွားရေးလာရေးရောင်းရေးဖွဲ့ရေးကောင်းတဲ့အခါအကုန်လုံးချမ်းသာဖြစ်သွားမယ်ဒါကြောင့်ကိုဆောင်ရတဲ့ဒီခုနှစ်ကအလှဒါနပြုရတယ်လို့သဘောထားလိုက်ပါငါနေတိုင်းအလှတွေလုပ်နေရတာပဲအခွန်တွေပေးတိုင်းအလှတွေလုပ်နေရတာပဲလို့အဲ့လိုသဘောထားလိုက်ရင်တပ်ပေပြီးကုသလဓမ္မယောနိသောမသတိကာရပရထံတဲ့ကုသိုလ်ကောင်းမှုအလုံးဟာနှလုံးသွင်းမှန်လို့ဖြစ်တာတဲ့နော်ကဲနောက်ဆုံးတစ်ခုကတော့နေ့စဉ်ဘဝထဲမှာကောင်းမှုတွေပြုပါဒါနသီလဘာဝနာကောင်းမှုတွေနေ့စဉ်မနေ့အိယာထားတယ်ဆိုရင်အလုံးသွားကြတရဏဂုံသုံးပါးနဲ့ကွာ၅ပါးသီလခံယူစောင့်တည်ပါ၏ပေါ့ဒီလိုမျိုးလေးဘုံတို့လုပ်လိုက်လို့ရတရဏဂုံသုံးပါးနဲ့ကွာ၅ပါးသီလခံယူစောင့်တည်ပါ၏ပြီးသွားလေဒါသီလစောင့်တည်တာပြီးဘုရားကိုတောက်တော်လေးကတ်မဲ့လျှက်စင်မီလေးဖွင့်လိုက်တဲ့အခါဘုရားကိုလျှက်စင်မီပဲဘုရားပူဇော်ပါ၏ဤတောက်တော်ကြီးဘုရားပူဇော်ပါ၏တော့ဘုရားเจ้าဆောင်လေးထားတဲ့ဆိုရင်ကန္နာကူဒီဘုရားเจ้าဆောင်လေးနဲ့ဘုရားပူဇော်ဘုရားတေးသေးလေးလည်းနေတယ်နော်ဘုရားကကျူရိုးလေးနဲ့လည်းနေတယ်မြက်ရိုးလေးနဲ့လည်းနေတယ်နော်တက်ခက်သေးလေးနဲ့လည်းနေတယ်နော်အဲ့ဒါဆိုကိုယ်စီမှာရှိတဲ့ဘုရားเจ้าဟာတေးသေးကြီးဤကန္နာကူဒီပေါ့လေဘုရားเจ้าဆောင်နဲ့ဘုရားเจ้าဆောင်နဲ့မှာရေမွေးလေးဆောင်တာဘုရားเจ้าဆောင်လေးရေမွေးလေးတွေပြန်ပေးနော်ဤမွေးနဲ့လာနေတဲ့ဘုရားပူဇော်ပါ
ဘုရားကျောင်းဆောင်မြင့်အပြင်ကန္နာဂုရီပေါ့လေဘုရားသတင်းသုံးတဲ့ဘုရားကျောင်းဆောင်တဲ့ဘုရားပူဇော်ပါ၏ဣလိယသမီးနဲ့ဘုရားပူဇော်ပါ၏ဤတောက်တော်ရင်းနဲ့ဘုရားပူဇော်ပါ၏လို့အဲ့လိုနဲ့လုံးသွင်းတာနောက်ထပ်အလုပ်ရင်းနဲ့အလုပ်ခဏလေးနားတဲ့အချိန်ရေတောက်တဲ့အချိန်ဓမင်းသားကန်ကြီးရေတောက်တဲ့အချိန်ရေမတောက်ခင်ရေဘူးလေးကန်ပြီးတော့ဤတောက်တော်ရင်းဘုရားပူဇော်ပါ၏ရတယ်နော်အရဟံအဘုခသိရင်တော်မူသောမြတ်စွာဘုရားတို့မြတ်စွာဘုရားဤတောက်တော်ရဲ့ပူဇော်ပါ၏ခဏလေးစက္ကန့်အမိုင်းလေးစက္ကန့်10 စက္ကန့်လောက်ကြာမယ်15 စက္ကန့်လောက်ကြာပြီးသွားပြီတောက်လို့ရတယ်နော်ဘုရားကိုအာရုံပြုလိုက်မယ်ဒါနပြုလိုက်မယ်ဘလောက်လွယ်တယ်အဲဒါကြောင့်နေ့စဉ်ပွားတယ်မှာဒီဒါနသီလဘာဝနာဆိုတဲ့အလုပ်လေးတွေကိုလွယ်ပါစေဘာဝနာကိစ္စမှာဆိုရင်အလုပ်ထက်ရောက်လာပြီဆိုတာနဲ့ဤလုပ်ထက်မှာရှိတဲ့သူတွေအလုံးချမ်းသာကြပါစေငါသည်လည်းချမ်းသာပါစေဤလုပ်ထက်မှာရှိတဲ့သူတွေလည်းချမ်းသာပါစေငါသည်ချမ်းသာပါစေငါမြင်ရတွေ့ရတဲ့သူတွေချမ်းသာကြပါစေငါအတန်ကြားရတဲ့သူတွေချမ်းသာကြပါစေငါနဲ့တွေ့ကြည့်တဲ့ဆက်ဆံရတဲ့သူတွေချမ်းသာကြပါစေဆိုတော့မေတ္တာပွားတာပေါ့နေ့စဉ်ပွားတယ်မှာဒါနသီလဘာဝနာကောင်းပြီပေါ့နော်ပြီးရင်ခုနတတိပဋ္ဌာန်နဲ့စိတ်ကိုပဲစိတ်ဖြစ်စဉ်လေးတွေဖြစ်ပျက်ကိုရှုဓမ္မခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအမူအရာလေးတွေပြောဆိုလေးတွေဖြစ်ပျက်ကိုပဲရှုအဲ့ဒါလေးရှုနေမယ်ဆိုရင်လေဒါနသီလဘာဝနာဝိပဿနာကိစ္စတွေကြီးပြီးသွားတာနေ့စဉ်ပွားတယ်မှာကုသိုလ်နဲ့ဆက်မယ်ကုသိုလ်အကျိုးကျေးဇူးမပြည့်လို့ငါတို့သူများနိုင်ငံလာနေရတာနော်သူများနိုင်ငံမှာလှုပ်ချင်မလှုပ်ချင်လှုပ်နေရတာနောက်ဒါဆိုကုသိုလ်အကျိုးကျေးဇူးပြည့်သွားတဲ့လူကြလွယ်လွယ်ကူချမ်းချမ်းသာသာပြည့်စုံရှိနေတယ်လေအဲဆိုတော့နော်ဒီကုသိုလ်ကောင်းမှုနဲ့နေတဲ့အလေးချင်းလေးကိုနေ့စဉ်ဘဝထဲမှာဆွဲထတာနောက်တစ်ခုအလုတ်ဟူသမျှဂုံရှိစွာဂျပန်နေဘလောက်ဂုံစရာကောင်းလဲဘုံခနေ့နေ့ဖူဂျီကိုလည်းရောက်တယ်ဖူဂျီဘက်ကိုလည်းရောက်ပြီးပြီနော်အခုဘုံအိုဆာကာမှာရောက်ဆိုတော့လမ်းမှာတွေ့တဲ့ဂျပန်အဖိုးကြီးတွေကားပါကင်တွေမှာတွေ့တယ်ကားစောင့်တဲ့နေရာလမ်းပြင်တဲ့နေရာမှာတွေ့တယ်အဖိုးကြီး60ကျော်80ကျော်တချို့80ကျော်80နီးပါးကြီးရှိမဲ့ထင်တယ်80ကျော်တွေတွေ့တယ်နော်အဲ့ဆိုသူတို့ကတော့သူတို့လုပ်နေတဲ့အလုပ်ကိုပြုံကြီးပါဒီမှာဂျပန်မှာနေတဲ့တကတယောက်ကလည်းပြောတယ်ဂျပန်တွေကတဲ့မနှက်ဖန်ဘာအလုပ်လုပ်အောင်လဲမနှက်ဖန်မှာဘာလုပ်ဆရာရှိလဲဆိုတဲ့စိတ်နဲ့နေတာတဲ့မြန်မာတွေကမနှက်ဖန်နားမလားဆိုတဲ့စိတ်နဲ့နေကြတာလေဒါပေမဲ့ဂျပန်တွေကမနှက်ဖန်ဘာလုပ်ဆရာရှိလဲဆိုတဲ့စိတ်နဲ့နေကြတာတဲ့အဲ့ဒီစိတ်မရှိရင်သူတို့တွေကသေသလိုဖြစ်သွားတယ်ဒါကြောင့်ဂျပန်တွေကအဲ့ဒီအလေးကြီးကတော့လူစရာဗျနော်အလုတ်ဟူသမျှဂုံရှိသွားပဲဆရာကြီးဥဒုက္ခပြောသလိုအလုတ်လုပ်နေရတာဂုံရှိတယ်လို့သဘောထားအလုတ်လုပ်နေရတာပင်ပန်းတယ်လို့သဘောထားရင်စိတ်ဖြစ်စီမှုတွေဖြစ်သွားလိမ့်မယ်အလုတ်လုပ်နေရတာဂုံရှိတယ်နော်အဲဆိုတော့ဒါတမအာတိဝကြတဲ့အလုတ်လုပ်နေရတာလေမကောင်းတဲ့အလုတ်လုပ်နေရတာမဟုတ်ဘူးနော်အဲဆိုကိုရလာတဲ့တစ်ချက်တစ်ပြားနည်းများမဆိုအဲ့ဒီဟာတွေကတမအာတိဝကြကြနဲ့ရလာတာဖြစ်တဲ့အတွက်ဒီဝင်ရတန့်စင်တယ်ဖြူစင်တယ်အများအကျိုးပြုနိုင်တဲ့ဟာမျိုးတွေဖြစ်တဲ့ပတ်ဝန်းကျင်ကိုထိခိုက်သေးဘလောက်ဂုံစရာကောင်းလဲဒါကြောင့်အလုတ်လုတ်တိုင်းဂုံရှိနဲ့နှလုံးသွင်းပြီးလုပ်ပါဒါလွန်ကောင်းတဲ့လေ့ကျင့်ပါအဲ့တော့နောက်ဆုံးအနေနဲ့ train your mind to calm in every situation အချိန်ဒီတိုင်းမှာကိုယ်စိတ်ကိုတည်ငြိမ်နေမြတ်တည်ငြိမ်အောင်ကြံ့ခိုင်နေမြတ်ကြံ့ခိုင်အောင်ငြိမ်းချမ်းနေမြတ်ငြိမ်းချမ်းအောင် train your mind calm in every situationလာဘောအလာဘောယာတော့အာယာတော့နေနမတန္တာဒုက္ခဒုက္ခအချိန်ဒီတိုင်းပေါ်မှာကိုယ်စိတ်ကိုခဲမ်ဖြစ်ဖို့တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့လှုပ်လှုပ်ရှားရှားတော့ယွန်းမဖြစ်အောင်ဒါလေးတွေယူဆိုင်ပြီးတော့နေထိုင်ကြင်ကြဖို့ဖုန်းလေးနဲ့တိုက်တွန်းပါတယ်နောက်ဆုံးနေ့ချုပ်နေနေပြောခဲ့တာတွေကဒီနိုင်ငံရဲ့အခြားနော်ဒီနေမြေရဲ့အခြားမှာနေရတဲ့ဘဝတွေလူတွေအားလုံးပေါ့လေကြံခဲ့တဲ့သူတွေလည်းလွမ်းကြမှာပဲကြံခဲ့တဲ့သူတွေကိုလည်းလွမ်းကြမှာပဲအလုပ်ထဲမှာရှိမဲ့အခက်အခဲတွေလည်းကြုံကြရမှာပဲအဲ့ဒါကမြန်မာပြည်မှာပဲနေနိုင်ငံခြားမှာပဲနေဘဝဆိုတာကအခက်အခဲတွေနဲ့တိဆောက်ထားတယ်ဆိုတာမမေ့ပါနဲ့ဇာတိပိဒုက္ခဇရာပိဒုက္ခဆိုတာစလိုက်တာမွေးကနေဘဝဆိုတာအခက်အခဲတွေနဲ့တိဆောက်ထားတာပါဒါကြောင့်ဘဝထဲရောက်လာပြီဆိုရင်အခက်အခဲနဲ့ရင်ဆိုင်ရမှာပဲဆိုတဲ့ဟာကိုမမေ့ဖို့ငါမှာပဲဖြစ်တာမဟုတ်ဘူးနော်ဖြစ်လာတဲ့အခြေအနေတွေကလည်းအမြဲတည်းအနေစာသဘောရှိတယ်ဝိရိနာမဓမ္မအခြေအနေတွေလည်းပြောင်းလဲသွားမှာပဲ all is well ပေါ့အခြေအနေတိုင်းဟာကောင်းသွားမှာပါပဲဆိုတဲ့ဒီအသည့်ဒီတွေးလေးနဲ့ကို maintenance လုပ်ပါကိုနော် confidence ဖြစ်အောင်ရည်ရည်မှုရှိအောင်ဒီစာဝိနေပါနေ့စဉ်ဘဝထဲမှာခုနကဘုန်းကအရှင်းမပြောခဲ့တဲ့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေနဲ့အလေးကျင့်လုပ်ပြီးတော့နေထိုင်တတ်တဲ့စိတ်နေစေထားကိုလေ့ကျင့်မွေးမြူပါဆိုတော့ဘုံဘုံတို့ဒီနေ့ဘုံပြောခဲ့တာကဒါပါပဲဒါကြောင့်ကမ္မထံအားထုတ်ဖို့တို့အချိန်ရောက်ပါပြီဒါကြောင့်နေ့စဉ်ဘဝထဲမှာဘာဝနာကိစ္စအနေနဲ့ကို
secure ဖြစ်ဖို့တော့မဟုတ်ကို confidence ဖြစ်ဖို့တော့ကို fame ဖြစ်ဖို့တည်ငြိမ်ဖို့လောကဓာတ်ကိုရင်ဆိုင်နေတဲ့တတိတိရှိဖို့အတွက်ဘုံတို့7 မိနစ်ခန့်ဒီငြိမ်ငြိမ်နဲ့တရားအားထုတ်ပြီးတော့လေ့ကျင့်ကြရအောင်တင်မလင်ခွေထိုင်လောကထိုင်ပစိတုတို့ထိုင်လောကထိုင်ကုန်နဲ့ထိုင်ရင်လည်းရပါတယ်ချမ်းသာတဲ့ဧရိယာပုံနဲ့ထိုင်တာပါဂျပန်ဆိုတာကအလွန်တိတ်ဆိတ်တဲ့နိုင်ငံပါဒီနေ့အိုဆာကာမြို့လေကောင်မှာပဲရှုပ်ရှုပ်ထွေးထွေးတွေ့ခဲ့တယ်ကျန်တဲ့နေရာတွေကဘယ်နေရာသွားကြည့်ကြည့်တိတ်တိတ်ဆိတ်ဆိတ်အလွန်တန်ကြိုက်တယ်တိတ်ဆိတ်ငြိမ်သက်မှုအလွန်တန်ကြိုက်တဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ကိုရောက်တဲ့နေရာမှာအတန်လေးတိတ်လိုက်တာနဲ့အမြဘဝန်းကျင်ကစူးစူးညံမရှိတော့ဘူးဆိုရင်သုံးညာကာရအလွယ်တူရနိုင်ပါတယ်ဥဆောင်ကယံပရိဒါယကိုဖြောင်းဖြောင်းမှထားစိတ်ကိုလည်းတစ်ဖြောင်းနေထားကမ္မထံအားထုတ်မယ်မတွေးဘူးပေါ့လေရှောက်တောင်းတွေးမြောက်တွေးအတွေးတွေကဝင်တော့ဝင်မှာပေါ့တို့တော့တွေးဖို့ထိုင်တာမဟုတ်ဘူးတွေးဖို့မျက်စိမိတ်တာမဟုတ်ဘူးတရားအားထုတ်ဖို့မျက်စိမိတ်တာစိတ်ထဲကနေပြီးတော့စိတ်ဆွမ်းကောင်းနေထုတ်ဖို့အတွက်မျက်စိမိတ်တာလို့အဲ့ဒါလေးကိုနှလုံးသွင်းမှာဥဆောင်ကာယမဏိတယပရိမုခံတတေဥပတ္တပိတဝါကမ္မထံအာယုံရှေ့ရှုပါ